မင်္ဂလာပါခင်ဗျာဒါလေးကတော့စပိန်လာလီဂါရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အက်စပန်ညိုအသင်းနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ပွဲကြိုခံမှန်းချက်လေးပဲဖြစ်ပါတယ်။ International ပွဲစဉ်တွေကန်ထားတာဖြစ်တဲ့အတွက်ကစားသမားအများအပြားပွဲပန်းတဲ့ပြဿနာကိုကြုံတွေ့နေရတာတော့ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။အမှတ်ပေးစရာအဆင့်ကွာခြားမှုရှိတဲ့အသင်းနှစ်သင်းတွေ့ဆုံတာဖြစ်ပေမဲ့လည်းအက်တလက်တီကိုမက်ဒရစ်အသင်းကအက်စပန်ညိုနဲ့တွေ့ဆုံတိုင်းမှာအနည်းငယ်ရုန်းကန်ရတယ်လို့ရှိပြီးတော့ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်းအများကြီးအားသာမှုရှိထားတယ်လို့ပြောလို့တော့မရပါဘူးနောက်ဆုံး၅ပွဲရလဒ်ကိုကြည့်မယ်ဆိုရင်တော့အက်စပန်ညိုအသင်းကတော့အနည်းငယ်ဂိုးရရှိမှုနှုန်းပိုများတယ်လို့ပြောရမှာပါဒါသမားစုဖွဲ့မှုအရန်ကွာခြားတဲ့အသင်းနှစ်သင်းမဟုတ်တာဖြစ်တဲ့အတွက်နှစ်သင်းတွေ့ဆုံတိုင်းမှာပွဲကောင်းတစ်ပွဲဖြစ်တာများပါတယ်တလက်တီကိုမက်ဒရစ်အသင်းကတော့နောက်ဆုံး၅ပွဲမှာ2ပွဲသာအနိုင်ရရှိထားဖြစ်ပြီးတော့သူတွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေက big match တွေဖြစ်ပါတယ်နောက်ဆုံးတွေ့ဆုံမှု၅ပွဲမှာတော့ပြက်သားသားဂိုးပြတ်တာမျိုးမရှိဘဲနဲ့တရီသို့မဟုတ်တလုံးသားနဲ့သာအနိုင်ရရှိတာကိုတွေ့ရပါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၅ပွဲမှာလည်းနှစ်သင်းစလုံးကဂိုးအများကြီးသွင်းထားတာကိုမတွေ့ရပါဘူး။ online ခံမှန်းမှုတွေကတော့အက်တလက်တီကိုမက်ဒရစ်အသင်းကိုနိုင်ဖို့80ကျော်ရာခိုင်နှုန်းလောက်တေးကြတယ်လို့ခံမှန်းထားပါတယ်။ဒါပေမဲ့ international ပွဲစဉ်တွေကန်ထားတာရောနှစ်သင်းလုံးရဲ့တွေ့ဆုံမှုတွေရောအရကြည့်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီပွဲကတရီပွဲတစ်ပွဲဖြစ်မယ်လို့လုံးဝခံမှန်းပါတယ်။ဂိုးလည်းနည်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နှစ်သင်းတွေကတစ်သင်းကိုရွေးပါဆိုရင်တော့ကျွန်တော်ကတော့အက်တလက်တီကိုကတ်နိုင်မယ်လို့ခံမှန်းပါတယ်။ဒါလေးကတော့အက်စပန်ညိုအသင်းနဲ့အက်တလက်တီကိုမက်ဒရစ်အသင်းရဲ့ပွဲကြိုဂိုးခံမှန်းချက်လေးပဲဖြစ်ပါတယ်။အားပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။